လောကမှာလူတွေပြောကြတဲ့စကားတစ်ခွန်းရှိတယ်ဒီကောင်ကလူလဲတဲ့အဲ့ဒီလူလဲဆိုတဲ့သူကဘယ်လိုလူတုံးဆိုတော့သူများတွေအပေါ်မှာလှည့်ပတ်ဖြန်ကြပြီးနေတဲ့သူကိုလူလဲတဲ့သူများတွေအပေါ်အသာစီးကနေဆက်ဆံအကျော်အလွှားတွေအခွင့်အရေးတွေကိုလက်တဆုံးနှိုက်ပြီးနေတဲ့သူတွေကိုလူလဲတဲ့တကယ်တော့အဲ့ဒီလူတွေဟာတကယ်လူလဲတွေလားအဲ့ဒီလူတွေကိုသူကိုယ်တိုင်ရောဝန်းကျင်ကလူတွေကရောမသိပဲနေကြပါမလားသိသွားကြတဲ့လူတွေကသူ့ကိုနှစ်သက်ကြပါမလားမြန်နိုးတန်မိုးထားကြပါမလားသူကရောကိုကျင်တရားကောင်းသူလူကောင်းသူကောင်းအဖြစ်နဲ့သတ်မှတ်ပါမလားအဲ့ဒါလိုလူကောင်းသူကောင်းအဖြစ်ကိုကျင်တရားကောင်းသူအဖြစ်မသတ်မှတ်ကြပဲဒီကောင်ကလူလေလူဖြံလူကလိန်ကကြစ်ကောင်လူအခွန်ရေးသမားစသည်ဖြင့်သိမြင်သတ်မှတ်ခံလိုက်ရတာဟာသူ့အတွက်အမြတ်ထွက်တာလားသူ့အတွက်အရှုံးထွက်တာလားတကယ်တော့ဝန်းကျင်ကသူ့ကိုလူကောင်းသူကောင်းပေါင်းတင်တင်းတဲ့သူလူမဟုတ်ဘူးလို့သတ်မှတ်ခံလိုက်ရတာဟာအရှုံးထွက်တာပါပဲအဲ့ဒါလို့ကိုယ်သိက္ခာကိုယ်နာမည်ကိုယ်တန်ဖိုးတွေကိုယ်တိုင်ကြာရှုံးအောင်လုပ်နေသူဟာလူလေဟုတ်ပါမလားသူ့အတွက်အဲ့ဒီအလုပ်တွေကအမြတ်ထွက်ပါမလားတကယ်တော့လူလေဆိုတာကိုကျင်တရားတွေအမြတ်ထွက်အောင်လုပ်နေသူလူတွေရဲ့တန်ဖိုးထားလေးစားမှုတွေရအောင်လုပ်နေသူလူတွေရဲ့ယုံကြည်မှုတွေရအောင်လုပ်နေသူကိုဘဝကိုတန်ဖိုးတက်အောင်လုပ်နေသူအဲ့ဒီလိုလုပ်နေသူတွေကိုမှလူလေလို့ဆိုခြင်းတယ်အဲ့ဒီလိုလူတွေဟာဘဝမှာအမြတ်ထွက်နေသူတွေဖြစ်တယ်ဒါကဝန်းကျင်နဲ့အမြတ်အရှုံးကိုတွက်ကြည့်တာပါကိုယ်တိုင်ကရောလူတွေကိုလှည့်ပတ်ဖြန်ကြစာရှိရင်လှည့်ပတ်ဖြန်ကြဖို့တွေကပဲသူ့စိတ်ကအမြဲစိတ်ကူးကြံစည်နေမှာဘသူကိုဘယ်လိုဖြန်ကြလဲရမလဲဘသူကိုဘယ်လိုလှည့်ပတ်လိုက်ရမလဲဘသူအပေါ်ဘယ်လိုအနိုင်ယူလိုက်ရမလဲဒီစိတ်တွေဒီအကြံတွေပဲဖြစ်နေမယ်ဆိုရင်အဲ့ဒီစိတ်တွေဟာစိတ်ကောင်းနေဟုတ်ရလားအဲ့ဒီမကောင်းတဲ့စိတ်တွေနဲ့နေရတဲ့ကိုကောစိတ်ချမ်းသာကိုချမ်းသာရှိနိုင်ပါမလားအမြဲပဲတွေးပူတာတွေမလုံမလဲဖြစ်တာတွေကိုအပြစ်တင်တာတွေဖြစ်မနေပေဘူးလားကိုရဲ့ဖြစ်တည်မှုဘဝအပေါ်မှာအရှုံးတွေထွက်မနေဘူးလားအမြတ်တွေထွက်နေရဲ့လားအဲ့ဒါလို့ကိုရဲ့တန်ဖိုးတွေလည်းကြာရှုံးဝန်းကျင်ရဲ့တတ်မှတ်တန်ဖိုးတွေလည်းကြာရှုံးသူတယောက်ဟာဘဝမှာအရှုံးတွေထွက်နေလားအမြတ်တွေထွက်နေသလားအဲ့ဒါလို့အရှုံးတွေထွက်နေတဲ့သူကိုလူလေလို့ခေါ်မလားလူအလို့ခေါ်မလားအဲ့ဒီလိုလူဟာတကယ်လူလေလားလူအလားစဉ်းစားကြည့်ပါဒီကုန်းချုပ်ပြောခဲ့ချင်တာကတော့ဘဝမှာကိုရဲ့ဇာရိတတန်ဖိုးအကျင့်တန်ဖိုးစိတ်ဓာတ်တန်ဖိုးတွေကြာရှုံးနေရင်ဝန်းကျင်လူတွေရဲ့သတ်မှတ်တန်ဖိုးအမြင်တန်ဖိုးတွေကြာရှုံးနေတာခံရပြီဆိုရင်သူဟာလူလေမဖြစ်နိုင်လူအလို့ပဲသတ်မှတ်ချင်လူလေဆိုတာကိုတန်ဖိုးကိုကြအောင်ဘယ်တော့မှမလုပ်ဘူးဘာတွေကြမကြကိုတန်ဖိုးတွေကိုစာရိတ္တတွေကြာရှုံးတာဟာလောကမှာအဆိုးဆုံးကြာရှုံးမှုလို့ဆိုခဲ့ကြပါတယ်အားလုံးကိုချင်းစာရိတ္တတန်ဖိုးများပြားအောင်အားထုတ်နိုင်ကြတဲ့လူလေများဖြစ်ကြပါစေ